ဒါကတော့ချင်းတောင်ကိုသွားတဲ့ဗီဒီယိုလေးပဲဖြစ်ပါတယ်ချင်းတောင်ကိုမသွားခင်မှာမွန်းချံအထွက်မှာရင်ညောင်း flower garden လေးကိုဝင်ခဲ့ပါတယ်ရင်ညောင်း flower garden ရဲ့မွန်းချံ skywalk ရဲ့မွန်းချံကလဲစရာပတ်စရာတွေအများကြီးရှိတဲ့အထက်မှာ blogger တွေတော်တော်များများသွားတဲ့နေရာနှစ်ခုဖြစ်တယ်မနက်ပိုင်းလေးလည်းမှပိုလှတယ်ဆိုလို့ချင်းတောင်ကိုမထွက်ခင်မနက်ပိုင်းပေါ့နော်ဟိုတယ်ကနေ check out လုပ်ပြီးတော့ဒီနေရာလေးနှစ်ခုကိုဝင်ခဲ့ပါတယ်ဒါအခုပထမအဆုံးရောက်နေတဲ့နေရာကတော့ရင်ညောင်း flower garden လေးပဲဖြစ်ပါတယ်အဲ့ဒီထဲမှာပဲ skywalk ရှိတာပေါ့နော်အဲ့တော့ဒီထဲမှာဆိုလို့ရှိရင်ပန်းတွေရှိမယ်တိမ်နေတောင်နေနဲ့ဒီအလှတဲ့ရှုခင်းသူတို့ဖန်တီးထားတာဒီမှာကိုရီးယားဓာတ်ပုံရိုက်လို့ရမယ်ပေါ့နော်အဲ့တော့ဝင်ချင်းကတော့ဘတ်200ပေးရပါတယ်အဲ့ဒီကနေထွက်လာလို့ရှင်လမ်းသစ်မှာတဲ့ Alpha ကရှိဖန်ဆိုတဲ့တိုးချန်လေးကိုဝင်ကြည့်လိုက်ပါတယ်ရှင်တိုးချန်လေးကကြတော့သူကလည်းဝင်ချင်းကဘတ်200တော့ပေးရတယ်ဒါပေမဲ့အဲ့ထဲထဲမှာဘတ်200နဲ့ပေးရတန်တယ်ပေါ့နော် photographer လည်းရှိရကိုပုံပြီးလို့ရှင်သူတို့ရိုက်ထားရင်သွားပြီးတော့ဟိုလှလှလေးထွက်လို့ရှင်ရွေးယူလို့လည်းရတယ်ပြီးတော့ဒီထဲမှာသူ့ရဲ့ landscaping ပြင်ဆင်ထားတဲ့သစ်ပင်လေးတွေ vibe လေးတွေထိုင်ကုန်လေးတွေနဲ့ဒီတိုးလေးတွေကိုလိုမျိုးဟိုအေးစစ်စစ်လေးလွှတ်ထားတဲ့အကြည်ဓာတ်လေးကမသိလို့ရှင်ဒါ Switzerland မှာရှိရဲ့ရှီဖန်သေးလေးတစ်ခုကိုရောက်နေတယ်လို့ပဲပေါ့နော်အဲ့တော့ဒီ feeling လေးလည်းကောင်းပါတယ်ဓာတ်ပုံလာရိုက်နေတဲ့သူတွေလည်းအများကြီးပဲဒန်းအရှိတစ်ခုလည်းရှိရဲ့အဲ့ဒါကြီးလည်းစီးလို့ရပါသေးတယ်ဒန်းရှိပုံကတော့မရိုက်ထားလိုက်ရလို့ပေါ့နော်ပြီးအမှတိုးလေးတွေမှုလုံးချစ်စရာလေးမွေ့မွေ့လုံးလုံးလေးနဲ့သူတို့ဘာသာသူတို့အေးစစ်စစ်နေရဲ့တိုးလေးတွေလည်းရှိသလိုပြီးရင်သူတို့ train ထားရဲပေါ့နော်ဓာတ်ပုံအရိုက်ခံဖို့အတွက်ကိုနာကိုလာကတ်လေးရှိရဲ့တိုးလေးတွေလည်းရှိပါတယ်အဲ့တိုးလေးနဲ့ကလေးလူကြီးမရွေးလာပြီးတော့အဲ့မှာဓာတ်ပုံလေးရိုက်နေကြအရန်ပြောစရာကောင်းတယ်ဒီတိုးချံမှာများသောအားဖြင့် local တွေရှိနေရများတယ်ပေါ့နော်ကလေးတွေသူတို့ဟိုပိတ်ရလာလဲကြရထင်တယ်အေးစစ်စစ်လေးပေါ့နော်နေလို့ရတယ်ချေးလို့ရတယ်လူမျိုးနေရာလေးလည်းရှိရဲလေနုအေးလေးနဲ့ပေါ့အဲ့တော့ဒီတိုးချံလေးရဲ့ဒီ flower garden လေးရဲ့ skywalk လေးရဲ့ကိုတော့မနက်တစ်ပိုင်းလေးသွားလိုက်တာတင့်တော်တယ်လို့အကြံပေးချင်ပါတယ်ညနေပိုင်းဆိုရင်တအားဟိုအဲ့မှာ crowded ဖြစ်ပြီးကားတွေတောင်တိုးမပေါက်ဘူးပေါ့နော်အဲကြောင့်ဆွေတို့ကလည်းဒီဟာလေးကိုခြံထားလိုက်ပြီးတော့ချင်းတောင်ကိုမထွက်ခင်မနက်ပိုင်းမှာပဲသွားလိုက်မယ်ဆိုပြီးတော့ဒါမွန်းချံမှာခြံထားခဲ့တဲ့ချင်းတောင်မသွားခင်မနက်ပိုင်းမှာသွားဖို့ခြံထားခဲ့နေရလေး၃ခုဖြစ်တယ်ပေါ့နော်အဲ့တော့ချင်းတောင်ကိုကလေများသောအားဖြင့် blogger တွေကတိတ်မသွားပြကြဘူးဘာဖြစ်လို့ဆိုတော့ချင်းတောင်ကအရင် activity လုပ်စရာမရှိဘူး activity လုပ်စရာမရှိဘူးအေးစေးသမားတွေနဲ့ပိုဆင်ပြေတယ်ပေါ့နော်အဓိကကတော့ဆွေရတော့သွားကြည့်ချင်တယ်ဘာဖြစ်လို့လဲဆိုတော့သူရဲ့ချင်းတောင်တောင်ကြီးကထိုင်းနိုင်ငံတတိယအမြင့်ဆုံးတောင်ဖြစ်တယ်ပြီးရခါကျတော့ဒီတောင်ကြီးနောက်ခံတဲ့ရှုခင်းတွေကအရန်ဟိုလှတယ်ဆိုလို့သွားကြည့်ခဲ့ပါတယ်သွားဘူးသမျှဒီချင်းမိုင်ပတ်လည်းမြောက်ပိုင်းထိုင်းလန်ပေါ့နော်ထိုင်းလန်ကမြောက်ပိုင်းတစ်ချမ်းမှာချင်းတောင်သွားရတဲ့လမ်းအကျယ်ဆုံးနဲ့တသားနဲ့အကောင်းဆုံးပါပဲခရီးလည်းလုံးဝမပန်းပါဘူးအဲ့တော့ချင်းတောင်ကိုရောက်ချင်းမှာပဲသူ့စီမှာအရန်နာမည်ကြီးရဲ့ blogger တွေအရန်ဟိုမှာသွားပြနေရဲ့ atmosphere cafe ကိုအရင်ဆုံးသွားပြရဲဒါကတော့ Instagram spot ပေါ့နော်ဒီနေရာမှာတော်တော်များများဓာတ်ပုံတွေရိုက်ကြရဲပြီးရခါမှာဒါ outdoor မှာလည်းထိုင်ပြီးတော့ ACC juice လေးတောက်ပြီးတော့ဒီနေဝင်သွားတဲ့အားကိုခံစားလို့ရတယ်ပေါ့နော်ဒီ atmosphere cafe ကရှုခင်းမဲ့ကောင်းတာပါသူ့မှာပါတဲ့အစားတောက်ဒီအေး menu တွေကတော့တော်တော်မကောင်းတဲ့အထဲမှာတော့ပါပါတယ်ဒါပေမဲ့သူရှုခင်းရောင်းစားတဲ့သဘောဖြစ်တဲ့အတွက်ဒီရှုခင်းထဲမှာကောက်အေးလေးတော့ခဏဖြုံနာနေဝင်တာလေးကိုကြည့်ချင်းတောင်းတောင်ကြီးရဲ့လာပေါက်ထိုင်ပြီးတော့ခံစားလို့ရတာပေါ့နော်ပြီးရခါကျအဲ့ချင်းတောင်းမှာပဲ giant tree alley ဆိုတာရှိရဲအဲ့လိုတစ်ပင်အမြင့်ရှည်ကြီးနဲ့ဓာတ်ပုံတွေရိုက်ကြပါပေါ့နော်ကိုလိုပဲဓာတ်ပုံလာရိုက်ကြတဲ့သူတွေလည်းအများကြီးပဲချမ်းချွေအလီလဲသွားကြည့်လိုက်ပါတော့ချင်းတောင်ရောက်မှာတော့အဲ့တော့ဒီချင်းတောင်မှာဆွေတို့ David Hotel နာမည်ကတော့ West Village ချင်းတောင်လို့ခေါ်တယ်သူကကြတော့ဒီအနောက်နိုင်ငံပုံစံမျိုး vibe လေးဟိုသူဖန်တီးထားတာစိုက်ထားတဲ့သစ်ပင်လေးတွေကအစား hotel ရဲ့တန်လေးတွေရောခြားထားတဲ့ဒီ decoration accessory ပစ္စည်းလေးတွေရောပေါ့နော်ညဆိုလဲမိဘုံပွဲလေးလုပ်ပေးရဲသူ့ရဲ့အားနည်းချက်ကတော့ညဆိုလို့ရှိရင်ဒင်နာဟိုနောက်တိုင်းစားစာတွေပဲရောင်းတယ်ဟိုထိုင်းစားစာမရောင်းဆိုတော့ဆွေရတော့ပါဇက်နဲ့တိတ်ကြီးမကြိုက်ဘူးဖြစ်သွားတာပေါ့နော်အဲ့တော့ဒါမဲ့ spaghetti လိုဟာမျိုးစားမယ်ဆိုရင်တော့အနေငယ်တော့ကြိုက်သွားတာဒါပေမဲ့ stick တွေပေါင်မှုတွေဘာဂါတွေကိုပဲသူကရောင်းနေတယ်အလားတဲ့လူတွေကအဲ့လို foreigner တွေမဟုတ်လို့လားဆိုတော့လေအဲ့ဒီလိုလူမျိုးတွေမဟုတ်ဘဲနဲ့သူ့ local တွေရဲ့ကိုရီးယားတွေရဲ့ပဲရှိနေတာပေါ့နော် hotel itself ကအရန်လှတယ်အဲ့ဒီ hotel မှာလိုမြင်းကွင်းလည်းရှိရယ်လှတဲ့ပန်းတွေရေကူးကန်ပြီးရင်ချင်းတောင်းတောင်ကြီးကိုနောက်ခံထားပြီးတော့ဓာတ်ပုံတွေအများကြီးရိုက်လို့ရတယ်သူ့ရဲ့တန့်လေးတွေကလည်းမိုက်တယ်ဆိုတော့
ချင်းတောင်သွားရင်ဒီ hotel လေးကိုတဲဖို့တော့ recommend ပေးခြင်းနဲ့ ACC လေးနေခြင်းနဲ့ဆိုရင်ပေါ့နော်ချင်းတောင်တော့တကယ်ပါ activity အများကြီးလုံးစရာမရှိဘူးခုနကသွားပြရတဲ့ atmosphere cafe ရဲ့ giant tree alley ရဲ့ဘဲရှိရဲ့ပေါ့နော်တိတ်ပြီးတော့မွန်းချံလောက် activity မများဘူးအဲ့တော့မွန်းချံတဲ့ activity တချို့ကိုချင်းတောင်ရဲ့သွားတဲ့မနက်မှာပေးလိုက်ရတာပေါ့နော်အဲ့လိုမျိုးပေးပြီးသွားတာမျိုးကပိုကောင်းပါတယ်ဒီလိုချင်းတောင်ရောက်တဲ့အချိန်ကတော့အရန်မအေးတော့ဘူးပေါ့နော်တန်းကြော်နေပြီအဲ့အရှိရက်တွေတော့ကတော့အရန်ကိုအေးတာ3တို့9တို့အဲ့လောက်ထိအောင်ဆင်းသွားတဲ့ရက်မျိုးတွေရှိခဲ့ဘူးလို့ပြောတယ်ပေါ့နော်မနက်ပိုင်းတချို့အချိန်တွေမှာအဲ့တော့အရန်အေးရဲ့အချိန်လေးရွေးပြီးတော့သွားလို့ရှင်ပို့ပြီးတော့မိုက်မှာပေါ့နော်မြူတွေအနှင်းတွေကြာနေတာပို့ပြီးတော့တွေ့ရမှာဖြစ်ပါတယ်အဲအကြောင်း recommend လုပ်ချင်တာကတော့လေချင်းမိုင်အောင်ရောက်ပြီဆိုလို့ရှိရင်2နာရီ3နာရီလောက်ပဲကားမောင်းပြီးသွားရတယ်ထိုင်းနိုင်ငံရဲ့တတိယအမြင့်ဆုံးတောင်ကြီးရှိရဲ့ချင်းတောင်မြို့လေးကိုလည်းသွားရောက်လက်ပတ်ဖို့အတွက် recommend လုပ်ပါတယ်ရှင်ပေးရတဲ့အချိန်နဲ့ရောပတ်စံနဲ့ရောတန်တဲ့ memories လေး moment လေးတွေကိုရမှာဖြစ်ပါတယ် bye bye